ဒါကအရင်အရေးကြီးရနော်ဘာမှအရေးမကြီးတဲ့ဗီဒီယိုလို့ထင်ပြီးကြော်သွားတဲ့သူတွေဆိုအင်မတန်နစ်နာတယ်အဲ့တော့မျှဝေပြီး share ပေးပါအရင်အရေးကြီးတယ်တော်တော်များများလှူရင်ရပြီပဲထင်တယ်လှူလိုက်ကျမတို့စီးပွားရေးတွေလုပ်ရင်တော့မှကိုယ့်အတွက်အကျိုးမြတ်များတဲ့အရာကိုလုပ်ကြရမလားဒီတော့ကျမကအရင်နဲ့အမျက်များရမယ်ဟာကိုပြောပြမှာဖြစ်တယ်လူတော်တော်များများလှူလိုက်လို့ရှိရင်ငါလှူရတယ်ဆိုပြီးတော့အတ္တဆွဲတတ်ကြတယ်ငါဆိုတဲ့အရာကပထမတက္ကရာဒိဋ္ဌိဗီဒီယိုမှာဖြုတ်ပေးပြီးသွားပြီဆိုတော့ငါမရှိဘူးဆိုတော့အားလုံးသိလောက်ပြီဖြစ်မယ်မသိရသေးဘူးလေအဲ့ဗီဒီယိုကြည့်ပေါ့နော်ငါဆိုတာတော့မရှိတဲ့အရာအတ္တကိုဖြုတ်ဖို့ကြိုးစားလို့ငါမှရှိရသူများစီရပါစီဆိုပြီးလှူပြီးတော့ငါဆွဲအတ္တထပ်ဆွဲနေဒါဒီမှန်ကန်တော့လှူခြင်းမဟုတ်ဘူးဖះမကြိုက်တော့လှူခြင်းဒီတော့မလှူပါဘူးလို့ပြောမှာမဟုတ်ဘူးညံနဲ့ရှင်တော့လှူခြင်းညံနဲ့ရှင်တော့သီလဆောက်တည်ခြင်းဖြစ်ရမယ်ဒီနေရာမှာလေလှူတာတခုပဲဗုဒ္ဓဘာသာရဲ့အထွတ်အထိပ်ဆုလက်ရဖို့အရာလို့ထင်ပါဆိုလို့အဲ့ထက်ပိုပြီးကောင်းတာရှိပါသေးတယ်ကျမတို့စီးပွားရေးတွေလုပ်ရင်တော့ကိုယ့်အတွက်အကျိုးမြတ်များတဲ့အရာကိုလုပ်ကြရမလားဒီတော့ကျမကအရင်နဲ့အမျက်များရမယ်ဟာကိုပြောပြမှာဖြစ်တယ်ဒီမြတ်စွာဘုရားရှင်ပေးခဲ့တဲ့ဘဝနေနည်းဟာအင်မတန်မှလောကလူသားတွေအပေါ်မှာအကျိုးဖြစ်ထွန်းစေပြီးတော့ဘုရားသခင်ဆိုတဲ့ဝါဒကိုရိုက်ချိုးတာဖြစ်တဲ့အတွက်တချို့တွေဆိုလို့ရှိရင်ဗုဒ္ဓဘာသာကိုဘာသာမဲ့ဘာသာရေးလို့တောင်ပြောကြပါတယ်ကိုချင်းစာတရားမရှိဘူးကောင်းတာလိုချင်လို့ဥမာကွာနတ်ပြည်လိုချင်လို့အလှလုပ်တယ်ဆိုတာမျိုးမဖြစ်သင့်ဘူးသူများကိုကူညီရဲဆိုတာကိုလူအထင်ကြီးခံရဖို့မဖြစ်သင့်ဘူးကိုယ့်ရဲ့အလှဒီစစ်မှန်သောအလှဗုဒ္ဓချီးမွမ်းသောအလှဒီလူသားအချင်းချင်းစစ်မှန်သောစာနာမှုသူများအသက်မတက်ဘူးဆိုတာဥမာ၅ပါးသီလနဲ့ပဲပြောမယ်ကွာမဂ်ကင်၈ပါးလမ်းကလူဖြစ်သွားပြီဆိုရင်သူ့ရဲ့ core value ကိုသိသွားမယ်အဲ့ဒီ core value ကဘာလဲဆိုတော့ဒီဒါနပြုရဲဆိုတာကကိုယ်မှာရှိနေတဲ့လောဘကိုပယ်ခြင်းတဲ့အတွက်ရှိတာကိုစွန့်တာသူ့ရဲ့ core value ကွာဒါပေမဲ့တကယ်ဒီဘက်ခေတ်မှာတစိမ့်တိုင်နေကြတာကဒီတခြားအတ္တပိုင်းဆိုင်ရာတစိမ့် ego နဲ့ဆိုင်တဲ့တစိမ့်တွေတက်ကြတာများတယ်အဲ့တော့ဒါကအရင်အရေးကြီးရနော်ဘာမှအရေးမကြီးတဲ့ဗီဒီယိုလို့ထင်ပြီးကြော်သွားတဲ့သူတွေဆိုအင်မတန်နစ်နာတယ်အဲ့တော့မျှဝေပြီး share ပေးပါအရင်အရေးကြီးတယ်တော်တော်များများလှူရင်ရပြီပဲထင်တယ်လှူတာထက်ပိုကောင်းတဲ့ကုသိုလ်ကသီလအဲ့သီလထက်ပိုကောင်းတာမေတ္တာဘာဝနာကြည်စမ်းမအောင်ပတ်စံသိန်း1000မလှူနိုင်တော့အိမ်ကိုအိမ်ထဲမှာကိုနေပြီးစစ်မှန်တော့နော်ပါဇက်ကပတုကျမ်းမှာချမ်းသာပါစေအဲ့လိုမဟုတ်စိတ်ထဲကညှို့ပြီးတော့မြတ်တာငါသားသမီးကိုချစ်တယ်လို့ငါတော်အားလုံးချစ်နိုင်မယ်ဆိုတဲ့စိတ်မျိုးမေတ္တာတုံမှာပါတယ်မိခင်ဒီမိရင်နိုင်ဖြစ်တော့တာကိုချစ်တဲ့ကဲ့သို့ချစ်တယ်လို့ကိုယ့်ရဲ့အချစ်ဒီအားလုံးကိုအဲ့လိုမျိုးချစ်နိုင်ရမယ်ငါဟာမို့လို့သူဟာမို့လို့ငါအိမ်မို့လို့သူအိမ်မို့လို့အဲ့လိုခွဲခြားမှုအတ္တတွေမရှိအောင်တကယ်တော့ဒီစစ်မှန်တဲ့စိတ်ကိုထားနိုင်မယ်ဆိုရင်ခုနဒီကျမခုနတက်တော်လေးတခုကြည့်ပြီးအဲ့ဒီတွေးလို့ရဘာသာမဲ့ဆိုပြီးတော့ဗုဒ္ဓဘာသာကိုကောင်းတင်တက်လို့ရတယ်တဲ့ဘာလို့ဆိုဘာသာဆိုတာတဲ့ God ကိုပြောကြတာယဉ်ညွှန်းကြတာဒါပေမဲ့ဗုဒ္ဓဒီ God မဟုတ်ဘူးနောက်တစ်ခုဘဝင်မကြတာလေးတခုပြောမယ်နော်လှူပြီးအရန်ဆုတောင်းတာနိဗ္ဗာန်ဆုတောင်းရင်းနဲ့နိဗ္ဗာန်မြတ်ခင်စัจ जा ပါရမီပြည့်ဖို့အတွက်ကောင်းသောဇော9ချက်မှာပါသွားဖို့ဆုတောင်းတာကိုလက်ခံတယ်သို့တော့ဖះကို God လိုမျိုးအပူကပ်ဖို့ပေါ့နော်အဲ့လိုမျိုးတော့ကျွန်မအားမပေးပါဘူးမြတ်စွာဘုရားရှင်အမြင့်ဆုံးပန်းနိုင်သည်ဒီဒုက္ခသစ္စာကိုလွတ်မြောက်ရာလမ်းကိုဖြစ်ပါတယ်အဲ့ဒီအတွက်ဒုက္ခသစ္စာလွတ်မြောက်ရာလမ်းကိုဥတည်သောလူချင်းမျိုးရည်ရွယ်ချက်မျိုးလည်းဖြစ်ရမယ်စိတ်နဲ့လည်းရည်ရွယ်ရမယ်အပြင်မှာလည်းပဲမာနတွေအတ္တတွေနဲ့မဟုတ်ပဲတကယ်ကို humble ဖြစ်နဲ့လူချင်းကိုယ့်ရဲ့လောဘကိုပယ်ခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ကွက်တိဖြစ်အောင်နေခြင်းအဲ့ဒီရဲ့ authenticity ကိုကယူနိုင်ရမယ်ကိုကအပေါ်ရဲ့ဟန်ပြလုံးနေတဲ့အတွက်ရလာတဲ့ result တွေကမစစ်မှန်တာတချို့ကပြောရင်ကောင်းတာကြီးလုပ်တယ်ဘာလို့ကောင်းတာကြီးမဖြစ်လာလဲမျောလင့်နေလို့မင်းအဲ့ဒီစင်ကြယ်သောဒါနစင်ကြယ်သောသီလစင်ကြယ်သောဘာဝနာစင်ကြယ်သောဝိပဿနာဖြစ်ဖို့ကဘာမှမမျောလင့်တဲ့ unconditional love မျိုးကိုချစ်တတ်မယ်သူများကိုလည်းချစ်ရမယ်ကိုချစ်လို့သူများကိုချစ်ကိုအသားနာမှာကြောက်တယ်လို့သူများအသားမနာရအောင်သိလားကျမကတော့လေသိလားကိုတော့ဥပဒေလို့ခေါ်တယ်ကိုမျက်လုံးတစ်လုံးအတွက်နောက်ထပ်မျက်လုံးတစ်လုံးဆိုတော့ကျမလက်မခံဘူးအဲ့အတွက်ငြိမ်ခမ်းမှလားဆိုလည်းမဟုတ်ဘူးကျမရှင်းပြမယ်လောကမှာ laws of cause and effect ဆိုတာရှိတယ်ကျမတို့ကံတရားအကြောင်းတရားတွေကိုနားလည်ဖို့အတွက်ကဒီသိပ္ပံ laws တွေလည်းနားလည်ရမယ်ကျမတို့ energy တွေက created not destroy ဖြည့်ဆည်းလို့လည်းမရဘူးဖန်တီးလို့လည်းမရဘူးဆိုတော့ကျမတို့ဒီ energy တွေကိုကောင်းကောင်းကင်တွယ်တတ်မယ် energy ဆိုတာကျမတို့ရဲ့စိတ်ခံစားချက် emotion တွေကနေ WB chemical reaction တွေဖြစ်လာတယ်ဒေါသထွက်တဲ့စိတ်ဆိုးတွေပြောတယ်စသဖြင့်ဒီတော့ကျမဒီမှာအရှိန်မပြောချင်တော့အဓိကကျမအရန်နေအားပါပြီးတော့အဓိကပြောချင်တာတော့ကိုယ့်ရဲ့ energy ကိုဘယ်လိုမျိုး reaction လုပ်လိုက်ရဆိုမှုဒီ result ကဖြစ်လာနောက်ဆုံးကမင်းအရန်ဘဝမှာပြည့်စုံပြီးတော့မင်းဘဝမှာတသက်ထဲဖြစ်နေမယ်ဆိုပြီးမင်းတွေးထားရင်အဲ့ဒါမင်းက suffering ကိုဖိတ်ခေါ်နေတယ်လို့ပဲဘဝရဲ့အနည်းငယ်တက်ကြလောကရန်ရှိပါဖះတော်မှာမကြုံနိုင်ဘူးဆိုရင်လူသားတွေလက်ခံရမယ်အဲ့တော့ဒီနေရာမှာငိုရမှာမဟုတ်ဘူးရီရမှာမဟုတ်ပဲနဲ့သင်္ခါရုပ္ပခဏညာလို့ခေါ်တယ်ငိုရမဟုတ်ရီရမဟုတ်ဘာပဲကြုံအကောင်းဆုံးဖြေရှင်းမယ်ဆိုတဲ့စိတ်ပျော်စရာနဲ့ကြုံလာလဲအဲ့ထူးကြီးအမောဟကြီးနဲ့မပျော်တော့ဘူးအေးကောင်းလိုက်တာဆိုဝ
ဝမ်းမြောက်တဲ့စိတ်ကလေးနဲ့ပြောရပဲရှိတာပေါ့သောတာပန်အဆင့်ထိတောင်မှအိမ်အောင်သားမွေးပြုရတာကိုတက္ကတာကန်အဆင့်ထိအိမ်အောင်သားမွေးပြုရတယ်အနာဂံမှသာအိမ်အောင်သားမွေးမပြုရပါဒီတော့ကိလေသာအကျွမ်းကြံနေရှိပါသေးတယ်လူပုဂ္ဂိုလ်တွေမှာပေါ့နော်သောတာပန်ဆိုလို့ပြပြမယ်နော်ဖြစ်ဖို့အရင်ခက်တယ်မထင်နဲ့ငါးပါးတိထားလုံးပြီးတော့ခုနကပြောရဲနာမယုပပရိစ္ဆေဒဉာဏ်တက္ကရာဒိဋ္ဌိပဲဒိဋ္ဌိတွေပဲပြီးလို့ရှင်တော့အဲ့ဉာဏ်ကိုရပါတယ်ဒီတော့ဘာကြောင့်အဓိကပြောရလဲဆိုတော့အခုဝိမု ക്തി ယုဂခေတ်ရွှေခေတ်ပေါ့နော် golden age အစအောင်ရောက်သွားပြီအရိယာတွေလှန်လှန်ပေါမဲ့ခေတ်လို့လဲတပောင်တွေရောဆရာကြီးတွေရောဆိုပါတယ်တကယ်လဲအရိယာတွေလှန်လှန်ပေါမဲ့ခေတ်ပါယုဂခါလီယုဂကနေပြီးတော့ဝိမု ക്തി ယုဂကိုအခုပြောင်းပေါ့နော်ကျမတို့အချိန်ကောင်းမှလူဖြစ်လာပါအချိန်မှာပေါ့ဒီလောက်စစ်တီဖြစ်နေအချိန်ကောင်းမဟုတ်ဘူးဒါက awakening ဖြစ်ဖို့အချိန်ကောင်းကိုပြောတာကျမတို့ခုချိန်မှာ material world ကိုစွန့်လွတ်ဖို့လိုနေပြီဒီအစဉ်ရှင်ကိုရနာတိုက်တာနဲ့ fake တွေပေါ့နော်တကယ်ပြည့်ညက်တရားတွေမရှိတဲ့တရားတွေအနောက်ကိုလိုက်နေမယ့်အစား pramata သစ္စာတွေအနောက်ကိုလိုက်ဖို့အချိန်တန်ပြီလို့ကျမကတတိလေးလာပေးတာပါရှင်ကျေးဇူးအများကြီးတင်ပါတယ် thank you I'm Bernie material science engineer and spiritual ဘိုင်းဆိုင်ရာဟောပြောသူဖြစ်ပါတယ်ရှင်